လေးပွဲဆက်နိုင်ပွဲစပါးကိုနှစ်ကိုးပြတ်နဲ့နိုင်လိုက်တာကတော့အမှန်ပါပဲဒါပေမဲ့ဒီနိုင်ပွဲနောက်ကွယ်မှာကျွန်တော်တို့ပြောရမယ့်အမှန်တရားတစ်ခုရှိနေပါတယ်အဲ့ဒါကတော့စပါးဘက်ကအနီကက်ထိသွားတဲ့အခိုက်အတန့်ပါပဲအနီကက်ကြောင့် United တို့တာသွားတာလားဒါမှမဟုတ်ကာရီရဲ့ United ကအခွင့်အရေးကိုအမိရစုပ်ကင်နိုင်ခဲ့တာလားဒီနေ့ဗီဒီယိုမှာတော့ Old Trafford ကစပါးရည်တဲ့အကြောင်းကိုကျွန်တော်တို့အသေးစိတ်တင်ဆက်ပေးပါမယ်နံပါတ်1ပွဲရဲ့အပြောင်းလဲပွဲဆက်စားခြင်းမှာနှစ်သင်းလုံးအကျိတ်နဲ့ရှိခဲ့ပေမဲ့စပါးဘက်ကအနီးကပ်ပြခံလိုက်ရတဲ့အချိန်ကစပြီးပွဲကတစ်ဖက်သက်ဖြစ်သွားခဲ့ပါတယ်10ယောက်တည်းကျန်ခဲ့တဲ့စပါးကို United တို့ကခြေစွမ်းပိုင်းကိုကစားကွက်ပါတာအောင်လှုပ်နိုင်ခဲ့တာကတော့ကြီးကျူးရမယ့်အချက်ပါအရင်က United ဆိုရင်ကစားသမားတယောက်တာပေမဲ့အနိုင်မရဘဲရှုံးခဲ့တဲ့ပွဲစဉ်တွေရှိပါတယ်ဒါကို Everton နဲ့ပွဲမှာမြင်ရမှာပါဒါပေမဲ့ကာရီလက်ထက်မှာတော့မတူတော့ပါဘူးတယောက်တာနေတဲ့အားသာချက်ကိုဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ရင်းချက်မှုရှိလာတာကိုတွေ့ရပါတယ်နံပါတ်2အခွင့်အရေးကိုအမိရစုပ်ကင်ခြင်းစပါးဘက်ကလူတယောက်ယော့သွားတာနဲ့ကာရီကအသင်းကိုပို့ပြီးတိုက်စစ်ဆင်မှုချက်ချင်းညွှန်ကြားခဲ့ပါတယ်ဒီတော့စပါးရဲ့ကွင်းလင်နဲ့ခန်းစစ်ကြားကလွတ်နေတဲ့နေရာတွေကို United ဘက်ကတိုက်စစ်ကစားသမားတွေကဒရက်ဆက်ထိုးပေါက်ခဲ့တယ်အဓိကတော့ဒေါင်းကန်ဘောပါ10ယောက်တည်းဖြစ်နေတဲ့အချိန်မှာကန်စစ်ပိတ်ထားတဲ့စပါးအသင်းကိုဒေါင်းကန်ဘောကနေအမ်ပူမိုဂိုးရလိုက်တာက United အတွက်အားသာချက်တစ်ခုပါပဲဒါကအနီကက်ကြောင်တာသွားတာမှန်ပေမဲ့အဲ့ဒီတာတဲ့အနေအထားကိုနှစ်ကိုးပြတ်ဆိုတဲ့ရလက်ဖြစ်အောင်ဖန်တီးနိုင်ခဲ့တဲ့ United ရဲ့စူးစီးမှုကိုတော့ရှော့တွက်လို့မရပါဘူးနံပါတ်3လေးပွဲဆက်နိုင်ပွဲအနီကက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ရလက်ကတော့2စီပါပြီးတော့ United ကလေးပွဲဆက်လည်းနိုင်တယ်ကလင်းရှစ်လည်းရတယ်ဒါကတော့ညင်းလို့မရတဲ့အမှန်တရားပါပဲ City Arsenal အခုစပါးဒီနိုင်ပွဲတွေက United ရဲ့ယုံကြည်မှုကိုအမြင့်ဆုံးထိရောက်သွားစေခဲ့ပါတယ်အနီကက်ကြောင့်နိုင်နာလို့ဝေဖန်တဲ့သူတွေရှိနေပေမဲ့ United ကတော့သူတို့ရဲ့နိုင်ပွဲဆက်နေမှုကိုအကောင်းဆုံးထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်ဒီတော့ပရိသတ်တွေရောဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲဒီပွဲကအနီကက်ကြောင့်ပဲ United တို့နိုင်ခဲ့တယ်လို့ထင်လားဒါမှမဟုတ် United ရဲ့တိုးတက်လာတဲ့ကစားဟန်ကြောင့်လို့မြင်လားမိမိတို့ရဲ့မြင်ကိုအောက်က comment မှာဝင်ရောက်ဆွေးနွေးသွားခဲ့ကြပါဦးအခုလိုမျိုးဘောလုံးလောကအကြောင်းအရာတွေသိချင်တော့ကျွန်တော်တို့ရဲ့ Beyond the Pitch YouTube Channel ကို Subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်